ကျမကတော့တားတော့ပိုင်စုပါရှင်ကျမအခုဗာကြည့်ပေးချင်တာလဲဆိုလို့ရှိရင်တင်းရဲ့အခြေရေးကိုကြည့်ပေးမယ်ပေါ့နော်တင်းအခြေရေးကိုကြည့်ပေးမှာဆိုရင်တော့မှဘယ်လိုမျိုးလဲဆိုလို့ရှိရင်တင်းအတိတ်ကအခြေရေးကဘယ်လိုမျိုးလဲလက်ရှိအခြေရေးကဘယ်လိုမျိုးလဲအနာဂတ်အခြေရေးကဘယ်လိုမျိုးလဲဆိုတာတင်းရဲ့အတိတ်ရဲ့လက်ရှိရဲ့နော်အနာဂတ်ရဲ့အဲ့ဒါရဲ့အတိတ်လက်ရှိအနာဂတ်နဲ့ပတ်သက်ပြီးတော့တင်းရဲ့အခြေရေးအကြောင်းကိုကျမကြည့်ပေးပါမယ်ရှင်တင်းရဲ့အတိတ်ကခြေနော်ဒါကလက်ရှိခြေဒါကတော့အနာဂတ်ခြေပါရှင်တင်းခြေနဲ့ပတ်သက်ပြီးတော့အတိတ်လက်ရှိအနာဂတ်ကိုကြည့်ပြပါမယ်ရှင်တကယ်လို့အတိတ်ကိုဟောတဲ့အခါမှန်တယ်ဆိုလို့ရှိရင်တော့သင်ဆက်ကြည့်လို့ရပါပြီရှင်တကယ်လို့သင်အတိတ်နဲ့ဒီ general ဟောတဲ့အတိတ်နဲ့မတူခဲ့ဘူးဆိုလို့ရှိရင်တော့ဒီ reading ကိုသင် entertainment သဘောဖြစ်နေတာကြည့်ပေးကြပါရှင်နော်ကျွန်မကြည့်မယ်နော်ရှင်ရဲ့အတိတ်ကအခုဒီဗီဒီယိုကိုကြည့်နေတဲ့သူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ရခင်ကပေါ့နော်ဟိုအတိတ်ကဘာတွေဖြစ်ခဲ့တာလဲဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတော့ပြိုပြက်စီးသွားတာတွေတွေ့ရတယ်ပြိုလဲသွားတာတွေတွေ့ရတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုတွေနစ်နာမှုတွေရှိတာတွေတွေ့ရတယ်စိုးရိမ်မှုတွေဝမ်းနည်းမှုတွေပျက်စီးမှုတွေအဲ့လိုမျိုးဝမ်းနည်းမှုတွေကိုရင်မာပိုက်ပြီးတော့ရှင်ပျက်စီးခြေနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးနစ်နာမှုတွေရှိတာကိုတွေ့ရတယ်အခုလက်ရှိမှာတော့အခုပိုင်ဆိုင်ထားတဲ့ချစ်သူတယောက်ကိုသင်ယူမူသင်ဖတ်တွေ့ထားလိမ့်မယ်ဒီတယောက်ကိုအခုလက်ရှိတွေ့နေတဲ့သင်တယောက်ဒီတယောက်ကိုလည်းသင်ကအချစ်ကိုသင်ကဘယ်လိုမျိုးလဲအရန်ရွတ်သွတ်တဲ့လူမျိုးအချစ်နဲ့ပတ်သက်လာလို့ရှိရင်သူမသူကိုချစ်သူမကိုဆိုတဲ့စိတ်ထားမျိုးရှိတာကိုတွေ့ရတယ်အနာဂတ်မှာဆိုလို့ရှိရင်သင်ရဲ့အခြေရေးကသင်လိုချင်တဲ့ချစ်သူမျိုးပေါ့နော်သင်လိုချင်တဲ့သူမျိုးသင်လိုချင်တဲ့ပုံစံမျိုးအဲ့လိုလူမျိုးတယောက်ကိုသင်တွေ့လိမ့်မယ်ဒီအနာဂတ်တွေ့တဲ့လူဟာသင်ခုလက်ရှိလူလဲဖြစ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သင်လက်ရှိလူကိုသင်အရန်ချစ်တယ်ဆိုတော့အခုအနာဂတ်မှာလဲသင်လိုချင်တဲ့သူကိုရမှာဖြစ်တယ်ဆိုတဲ့အတွေ့အကြုံမလို့အနာဂတ်မှာကိုနဲ့ပေါင်းဖက်ရမယ်သူသင်ရဲ့အနာဂတ်ချစ်သူဟာဆိုလို့ရှိရင်လည်းယခုလက်ရှိချစ်သူပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုကgeneral ဟောခြင်းဖြစ်ပါတယ်ခုနှစ်သားသမီးအတွက် general ဟောခြင်းဖြစ်ပါတယ်ရှင် energy ကိုက်ရင်ယူပါရှင် energy မကိုက်ဘူးဆိုရင်တော့ဒီဗီဒီယိုကိုကိုယ့်ရဲ့ entertainment သဘောပြနေတဲ့အခါကြည့်ပေးကြပါရှင်